မင်္ဂလာပါခင်ဗျာအခုဖတ်ပြပေးမယ့်ဝိထုတော်လေးရတော့ထင်တိုင်းအောင်ရဲ့ຫນွေအပွေလေအဝိဆိုတဲ့ဝိထုတော်လေးဖြစ်ပါတယ်နားတော်ရဆင်ပေးကြပါဦးခင်ဗျာ1အင်းရှိစီကဒေါ်ညိုရဲ့ဟဲ့မိတောင်းရဲ့လာစမ်းပါအောင်ဟဲ့ညီအတိဆိုတာရောက်နေရဲ့လို့ဆိုလိုက်ရင်မိတောင်းတို့များရင်ကိုလှက်နဲ့ခုံမိတာပါပဲမိတောင်းဧည့်သည်ဆိုရင်အကျွေးတောင်းဖို့ပဲရှိတာအခြားဘာအကြောင်းပြချက်မှရှိမနေဘူးအခုတလောမိတောင်းစီကိုအကျွေးသမားတွေခဏလာကြတယ်တယောက်တည်းလာတာရှိတယ်လို့အဖွဲလိုက်လာတာလည်းရှိတယ်လေပြေကင်းနဲ့လာတောင်းတယ်လို့ချိန်လာ6လနဲ့လာတောင်းတာလည်းရှိတယ်ဘလို့ပုံစံပဲတောင်းပါစေမိတောင်းကတော့လေပြေချိုသွေးရတာပါပဲတချို့ကတော့ခေါင်းညိတ်ပြီးပြန်သွားတယ်တချို့ကတော့အဲ့ဒီနေ့အဲ့ဒီရက်မှာမပေးနိုင်ရင်ဘာလုပ်မယ်ညာလုပ်မယ်နဲ့ချိန်ချောက်သွားတယ်ကြာလာတော့အပြက်နဲ့နှာခေါင်းသွေးထွက်လာတယ်အသက်အန္တရာယ်အထိစိုးရင်ရတာရှိသလိုအိမ်ကိုလည်းအတင်းအဓမ္မသိမ်းယူဖို့စကားဦးတန်းလာတာတွေရှိတယ်အိမ်ကဘာတန်မိုးရှိမှလဲကျူးကျော်ရက်ွက်ကအဖိတအိမ်ကလေးပဲဥစ္စာဒါပေမဲ့အကျွေးရှင်တွေကဒီတိုင်းမနေဘူးမိတောင်းရဲ့အမျိုးတွေရှိရာမြောက်ဥက္ကလာအထိသွားပြီးတည်င်းဖြန့်တယ်မိတောင်းရဲ့လေတော်မောင်ကိုလွင်ဦးအမျိုးတွေနေတဲ့လှိုင်းသာယာရွှေလင်မန်းနာအထိသွားပြီးအကျွေးအစားတောင်းမြန်တယ်အဲ့ဒီတော့လင်မြန်းနှစ်ယောက်ခေါင်းချင်းဆိုင်တိုင်ပင်ရတော့တယ်ဒီအတိုင်းမဖြစ်တော့ဘူးလေမိတောင်းတို့နှစ်ယောက်ရဲ့စုစုပေါင်းအကျွေးရ300ကျော်တယ်အခြားမဟုတ်ဘူးနှလုံးထီကျွေးနဲ့ဖဲကျွေးလွင်ဦးကဘရင်တော်ပွဲရုံမှာအလုပ်သမားမိတောင်းကဂုံစင်းဈေးဆိုင်မှာနေစားလုပ်တယ်နှစ်ယောက်ပေါင်းလိုက်ရင်ဝင်ငွေမစိုးဘူးလို့ဆိုရမယ်မိတောင်းတို့မှာ6နှစ်အရွယ်သားတစ်ယောက်ရှိတယ်အတူတော့မနေပါဘူးတခါသားမိတောင်းဈေးရောက်တော့ခေါ်သွားတာဈေးဝယ်အမကြီးတစ်ယောက်ကချစ်လို့ဆိုပြီးတားကိုမုံ2000ပေးသွားတာဖြစ်ချင်တော့မိတောင်းကလည်းအဲ့ဒီပတ်စံကိုတားစီကခဏယူပြီးနှလုံးသွားထိုးလိုက်ကောတားလေးကအဲ့ဒါကိုမိတောင်းအမေသူ့ဖွာလာတော့ကတိုင်တာနဲ့အမေကစိတ်ဆိုးပြီးတားကိုမိတောင်းတို့နဲ့အတူမထားတော့တာအရန်ရက်ဆက်တဲ့မိခင်စိတ်မရှိရဲ့ကောင်မတဲ့အမေကပြောဆိုပြီးသူ့စီခေါ်သွားကြတဲ့ကမိတောင်းတို့လင်မယားပို့ပြီးလွတ်လပ်သွားတယ်တားကိုတော့အမြဲတတိယပေမဲ့မိတောင်းတို့သွားလဲမတွေ့ဖြစ်ကြဘူးအမေရောအဖေရောအမျိုးတွေရောမိတောင်းတို့ကိုဆိုအထင်သေးအမြင်သေးရစရာမရှိအောင်ပြောလို့တကြတာကိုအဲ့ဒီတော့ညနေအလုပ်သိမ်းချိန်ရက်တော်များများမှာရှမ်းကူမီဝိုင်းကလေးထောင်လိုက်ကြတာပါပဲနေ့နှလုံးညဖဲဝိုင်းနဲ့မိတောင်းတို့လင်မယားအတော်လေးအလုပ်ဖြစ်ကြသေးတယ်4-50သိန်းသုံးနိုင်တာ3-4ရက်ဇက်တိုက်ပဲပြီးတော့လည်းမကြပါဘူးအကုန်ပလုံသွားတာပဲဖဲဝိုင်းကအရှိအိမ်မာတွေမို့ကိုလင်ဦးရောမိတောင်းရောတအိမ်စီဝင်ကြသလိုတခါတလေနှစ်ယောက်ပေါင်းတအိမ်ဝင်ကြတာလည်းရှိတယ်ကိုလွေဦးကတော့နှလုံးတော့မထိုးဘူးဖဲကိုတော့ကြိုက်တယ်မိတောင်းကနေကင်းဘက်ကုံစိမ်းကူရောင်းပေးတော့နှလုံးသည်စီမှာသွားထိုးလိုက်တာပဲအများကြီးတော့မဟုတ်ဘူးဒါပေမဲ့1000ဘိုး2000ဘိုးရများလာတော့ပတ်စံကအကျွေးများလာတယ်နောက်ဆုံးလင်မယားနှစ်ယောက်ပေါင်း300ကျော်ရှိသွားပြီလို့တိတဲ့အချိန်မှာတော့အတော်ကလေးနှောင်းခဲ့ပြီလို့ဆိုရမယ်မိမရေငါတို့ဒီမှာနေလို့တော့မဖြစ်တော့ဘူးပြေးမှရတော့မယ်လို့ကိုလင်ဦးကဆိုလာတယ်သူ့ကိုလည်းအသက်အန္တရာယ်ချင်းချောက်တာတွေရှိလာပြီကိုတရားဝင်မဟုတ်တဲ့ဖဲကျွေးနှလုံးကျွေးကိုတရားမဝင်နီလန်းတွေနဲ့ဖြည့်ချင်းကြတဲ့တာရကရှိတာကိုအဲ့ဒီတော့အကြံကုန်ဂလုံစားချက်ကြရတော့တယ်လူချေတိတ်တဲ့အချိန်ကိုရွေးပြီးလင်မြန်းနှစ်ယောက်ထွက်ပြေးဖို့တိုင်ပင်ကြတဲ့ရက်မှာပဲမိတောင်းမှာဒုတိယကိုလွယ်ထားရပြီဆိုတာသိလိုက်ရတယ်နှစ်ကြံမိကြံရနဲ့အဲ့ဒီအမျိုးသမီးစီကိုမိတောင်းရောက်လာခဲ့တယ်ကိုလွေဦးကတော့အလုတ်သွားနေတာမို့အဖော်အိမ်ကြီးချင်းအမကြီးပဲပါတယ်အန်ဒီယမကင်းတဲ့ကိုဝန်ဖြတ်ချနီးကဖွံ့ဖြိုးဆဲနိုင်ငံတွေမှာမိခင်တည်ဆုံမှုရဲ့အဓိကအကြောင်းရင်းတစ်ခုလို့တော့မိတောင်းစာထဲမှာဖတ်ဖူးတယ်မြန်မာနိုင်ငံမှာမိခင်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းကလွဲပြီးကိုဝန်ဖြတ်ချတာကိုတရားဝင်ခွင့်မပြုထားဘူးဥပဒေအရဆိုရင်လည်းထောင်ဒဏ်အထိချမှတ်နိုင်တဲ့ဒါပေမဲ့ဘာတက်နိုင်မှာလဲရန်ကုန်ကနေအရဲစွန့်ပြီးမန္တလေးကိုထွက်လာခဲ့တာအခုဆိုရင်2ပတ်တောင်ရှိပြီကိုလွင်ဦးကကျွဲဆယ်ကန်ကားဝန်းမှာပစ္စည်းအတင်အချကယ်ရီမောင်းတယ်မိတောင်းကတော့ဈေးရောက်တဲ့အလုပ်ကိုလုပ်နေကြမှုဈေးကြိုတွေကအထည်တိုင်းမှာဈေးကူရောင်းပေးတယ်ကိုလွင်ဦးရဲ့ရန်ကုန်ကအလုပ်လုပ်တုန်းကအတိချိတ်ပေးလိုက်တာမို့အားလုံးအဆင်ပြေတယ်အဆင်မပြေတာကမိတောင်းရဲ့ဘိုက်ကိစ္စကလေးကိုမလိုချင်လို့တော့မဟုတ်ဘူးအကျွေးတွေမဆက်နိုင်လို့ပြေးလာတဲ့ကာလမှာဒီကလေးကိုဒုက္ခတွင်နဲ့ဆွဲမခေါ်ခြင်းဘူးဒီတော့ဖြတ်ချဖို့ကြံလိုက်ရတာပဲ
ကိုဝန်ဖြတ်ချနည်းက2မျိုးရှိတဲ့ဆေးနဲ့ဖြတ်ချတာရဲ့ခွဲစိတ်ပြီးတော့ဖြတ်ချတာရဲ့ပေါ့ဆရာဝန်စီကိုတွားပြပြီးဆရာဝန်ပေးတဲ့ဆေးကိုတောက်ပြီးဖြတ်ချတာမျိုးမိတောင်းမလုပ်ချင်ဘူးပတ်စံကုန်မှာစိုးသလိုဆရာဝန်စီကပေးတဲ့မှတ်ချက်တွေကိုလည်းမလိုချင်ဘူးခွဲစိတ်ပြီးတော့ဖြတ်ချတဲ့နီလန်းကပိုဆိုးတာပေါ့တရေသားကိုလေဖီအားနဲ့စုပ်ယူမှာတို့တအိမ်ကောင်းကနေတဆင့်ကရိယာတစ်ခုကိုထိုးသွင်းတာတို့လုပ်ရမှာအင်မတန်ကြောက်စရာကောင်းတယ်လို့ထင်တယ်ဒီတော့လဲကြမ်းမိကြံရနီးအရက်တန်နဲ့ဖြတ်ချတာကိုပဲလုပ်ရတာပဲလုံနေကြပါအေးဘာမှမစိုးရိမ်နဲ့ခေါ်သွားတဲ့အမကြီးကတော့အားပေးရှာတယ်ဒါပေမဲ့မိတောင်းကတော့ကြောက်မိတာပေါ့စိုးရိမ်စိတ်များနေလို့လားမသိဘူးအဲ့ဒီကိစ္စလုပ်ပြီးသွားလို့တပတ်အထိမိတောင်းတယောက်နေမကောင်းလှဘူးမိမကိုကနေသွေးစာလေးတွေထွက်လာတယ်ပြုတ်ကျင်အန်ဂျင်သလိုဖြစ်ပြီးဘိုင်လဲခဏခဏနာလာတယ်တရသားများဆိုသွေးတွေအများကြီးဆင်းပြီးတော်တော်နာလာတာကြောင့်အရက်လက်တဲ့စီကိုထက်ရောက်သွားသေးတယ်အဲ့ဒီအမျိုးသမီးကဟိုဆန်းဒီဆန်းလို့ခလေးကတိတ်မကြခြင်းဘူးပြောပြီးထက်လုပ်ပေးလိုက်သေးတယ်နာရာကဆေးတောက်ထားတာတော့မတတ်တာဘူးဆေးကန်းလည်းမသွားရဲဘူးလေဘေးထွက်ဆိုကြကတော့အချိန်တစ်ခုအထိခံစားရမှာပဲလို့ဆိုပေမဲ့နှစ်ပတ်ကျော်လာတော့မိတောင်းစိုးရိမ်လာပြီလေတညတော့အိမ်မက်မက်တယ်မေမေသမီးကိုဘာလို့မလိုချင်ရတာလဲဆိုပြီးဗိုက်ထဲကကလေးကမိတောင်းကိုငုံမက်မက်ပြောတယ်ဝဝကကလေးမိတောင်းလိုပဲအသားညွညွမျက်လုံးမြက်ဖန်ကောင်းကောင်းလေးပေါ့ပါးနှစ်ဖက်များဖောင်းကားနေလိုက်တာဆွဲညစ်ရှင်စရာလေးအိမ်မက်ကနိုးလာတော့မိတောင်းတယောက်ငိုလိုက်တာဆိုတာကိုလွင်ဦးတော်ဘေးနာကချော့မနိုင်ဘူးအမေနောင်နာရပါပြီသမီးရဲ့သမီးလေးရဲ့မိကွန်းတစ်ခုတည်းနဲ့အမေဆက်မိုက်ဖို့အားရည်တွေကုန်ခန်းသွားရပါပြီသမီးလေးရဲ့မျက်နှာကမိတောင်းမျက်စိတွေရတယ်မထွက်နိုင်တော့ဘူးနေရောညပါသမီးမျက်နှာကိုမြင်အောင်လဲအိမ်မက်မက်တယ်နောက်ဆုံးမိတောင်းတတိလစ်သွားတဲ့အထိနေမကောင်းတာတော့သမီးမျက်နှာကိုမြင်အောင်လုံးပဲမိမကိုကနေအရေးတွေဆင်းလာပြီးအပြင်းဖျားရင်သားတွေလည်းနာလာတော့စိတ်ယုံပေါ်ကိုမဖြစ်မနေသွားတော့ဖို့ဆုံးဖြတ်လိုက်တယ်ဖြစ်လာသမျှပြဿနာကိုအမေရင်ဆိုင်တော့မယ်သမီးလေးများနောက်တစ်ခေါက်ထပ်လာခဲ့ရင်အမေအခုလိုမငင်းတော့ပါဘူးလို့ဂတိအတွင်ပေးမိတော့တယ်3မိတောင်းရဲ့ကိုဝန်က16ပတ်တောင်ကျော်သွားလို့အရက်လက်တယ်နဲ့ဖြတ်ချတဲ့အခါအတော်ကလေးခက်ခဲ့တာတဲ့ဆေးရုံကဆရာမတွေဆိုတာများမိတောင်းကိုအပြစ်ပြောချင်စိတ်တွေနဲ့မျက်လုံးတွေကကြည့်နေလိုက်ကြတာကိုလွင်ဦးကလည်းမိတောင်းစကားတခုံးမို့မျက်စိတငယ်နားတငယ်နဲ့မယားဖြစ်သူဘေးနားမှာရစ်တီလုံနေတဲ့ရဲ့သူအခုဖဲမရိုက်တော့ပါဘူးနောင်လဲမရိုက်တော့ဖို့ဂတိပေးတယ်မိတောင်းလဲမန္တလေးရောက်ပြီးနောက်ပိုင်းနှလုံးသုံးလုံးမထိုးတော့ဘူးအမေတို့ကလည်းဖုံးဆက်ပြီးအပြစ်တင်တယ်အကျွေးရှင်တချို့လည်းတီးပြီးဖုံးဆက်အကျွေးတောင်းနေတော့မယ်အားလုံးခြုံကြည့်လိုက်မယ်ဆိုရင်မိတောင်းတို့လင်မယားနှစ်ယောက်ရဲ့မိုက်ပြက်ကြောင်းအပြစ်ပြောဆိုနေကြသူကြီးပဲစေယုံကဆရာဝန်ဆရာမတွေအားလုံးလည်းအပြစ်တင်ကြတယ်ဒါပေမဲ့မိတောင်းပျော်တယ်မိတောင်းရဲ့ဘေးမှာသမီးကလေးကိုကံကောင်းထောက်မစွာပိုင်ဆိုင်ခဲ့ရလို့ပဲကလေးကပြတ်ကျမသွားဘူးတခုခုနဲ့ထိုးမွေခံထားရတာတော့ကိုလက်အင်ကအစုံလေးပါလာခဲ့တာပဲကံကောင်းတယ်လို့ဆိုရမယ်အချိန်မတန်ခင်စောမွေးတယ်လို့ဖြစ်သွားတာမို့သမီးလေးကိုတော့မိတောင်းနဲ့အတူတူအိယာဘေးမှာတိတ်ခွင့်မရဘူးဖန်ပေါင်းချောင်ကလေးထဲမှာထားရတယ်ပေါင်မပြည့်တာကြောင့်တေချာလေးဂယူးဆိုင်နေကြရတယ်အမေသမီးကလေးကဖန်ပေါင်းချောင်ထဲမှာအသက်ဆက်ရှင်ဖို့စူးစမ်းနေရတော့မိတောင်းတို့ကိုအငမ်းမရစို့သေးရနော်အဲ့ဒါကြောင့်ပဲအခုလိုတဏ္ဍမမာကလေးဖြစ်နေတာထင်ပါကိုလွင်ဦးကျုပ်တို့ရန်ကုန်ပြန်မယ်သမီးကလေးကိုအမေတိတ်လို့ကျင်တာပေါ့သမီးရဲ့အမေဂတိပေးထားတဲ့အတိုင်းပဲမမိုက်တော့ပါဘူးသမီးကြောင့်အမေအသက်ဆက်ရှင်မယ်ရုန်းကန်မယ်သမီးကလေးကိုအမေချစ်တဲ့လူရဝင်တဲ့မိန်းကလေးဖြစ်အောင်အမေကြိုးစားမယ်ဒါကြောင့်အမေတို့ရန်ကုန်ပြန်ကြမယ်ဖြစ်လာသမျှအရာအားလုံးကိုရင်ဆိုင်ဖို့မိတောင်းဆုံးဖြတ်ထားပြီးသားသမီးလေးတစ်ယောက်မဲ့တစ်ပေါက်အစွန်းအထင်းမရှိစေဖို့မိတောင်းရဲ့ခန္ဓာဝဝကြီးနဲ့အစွမ်းကုန်ကောက်ွယ်သွားဖို့ဆုံးဖြတ်ထားပြီးသားသမီးအပေါ်ပြုတ်မိခဲ့တဲ့မိုက်ပြစ်တွေအတွက်မိတောင်းတစ်ယောက်အတိုးချပြီးပေးဆက်ဖို့ယတိပြက်ဆုံးဖြတ်ခဲ့ပြီးဒီကတိဟာပျောက်ကွယ်သွားမှာမဟုတ်တေချာခိုင်မာလွန်းလာတယ်ဆိုတာမိတောင်းရင်ထဲကအတိဆုံးပါပဲလေမေတ္တာရိပ်မှာအေးချမ်းပါစေထင်တိုင်းအောင်